အားလုံးပဲမင်္ဂလာပါရှင်ဟေစရာဒီနေ့မော်လမြိုင်တပင်းတိုင်းမွေးငါလေးချက်ပြမှာပါမိုးဖက်6ကိုတော့ဒီမှုရမိုးဖက်6ကိုတုံထားပါတယ်ရေစိမ်မဲပေါ့နော်သူကသူ့အညွန့်ထဲမှာ1နာရီ2နာရီခက်ရေစိမ်ရမယ်ပြောလို့ဟေစရာဘာမှမလုပ်ခင်မှာဒါတွေကိုအညွန့်ဆုံးရေစိမ်ထားတာပါရေလေးနဲ့ပဲစိမ်ထားလိုက်ပါတယ်ရှင်ဒါတော့ဟိစက်ထက်ချက်မဲ့ဟာလေးတွေပေါ့နော်ဒါလေးတွေပြင်ထားပြီးတပွန်ရိုက်ထားတာပါဒါတော့ငရွှေငွေသီးနဲ့ချက်ထားပါဟိစက်ဒါမျိုးအမြဲတမ်းချက်ပြီးတော့ရေကတက်တာထဲမှာတင်ထားတတ်ပါတယ်ပြီးတော့ငှက်ပြောဦးပေါ့နော်အိမ်မှာအမြဲတမ်းငှက်ပြောဦးကိုပြုတ်ပြီးလဲတင်ထားတတ်တယ်ပြီးဝိုင်းငှက်နှက်ပေါ့ငှက်နှက်ကတော့ငါးလေးအချိုလေးရအောင်လို့တမင်တက်တက်ထည့်ပြီးတော့ချက်ထားတာပါအကုန်လုံးခဲထားတာကိုချက်တာအတွက်ကြောင့်လို့အရသာလေးကတော့လိုအပ်ချက်တွေများတယ်ပေါ့နော်ပြီးတော့မော်လမြိုင်မွေးငါးလေးမှာအဓိကကြက်သွန်ပြူစီချက်ကိုဆိုရင်တို့ကကြော်တာပေါ့နော်ပြီးတော့ဂျင်းချက်သွန်ပြူထောင်းထားတယ်ချက်သွန်ပြူလေးထောင်းထားတယ်ဇပလင်းလေးကိုထူထားပါတယ်ချက်သွန်နီလေးကတော့နှစ်ချမ်းလေးချမ်းထားတာပေါ့နော်သူတို့စီကချက်သွန်နေတွေအားလုံးကအဲ့ဒီအယောင်နေပဲပေါ့နော်အဲ့တော့ဟင်းချန်နေတော့ကာလာချိန်ပါတယ်စီပူလေးတည်ထားပါမယ်စီပူလာပြီဆိုရင်စနွေးမုံလေးထည့်မယ်စနွေးမုံလေးထည့်ပြီးသွားတယ်ဟင်းစရာဟင်းနဲ့လေးကိုပို့ပြီးမှုရအောင်အငြင်းဆုံးစီအငြင်းဆုံးစီချက်လိုက်တယ်ပေါ့နော်သူတို့စီကကြက်သွန်ဖြူတွေကလေစားလိုက်ရင်လည်းမနံဘူးဒါပေမဲ့မှုေးလည်းမမှုေးပေါ့နော်မြန်မာကြက်သွန်တွေဆိုရင်စားလိုက်ရင်နည်းနည်းလေးနံတယ်ဒါပေမဲ့မှုေးတာတော့အရင်မှုေးရပေါ့နော်ထည့်လိုက်တယ်စီဆူဆူမှထည့်ထားတဲ့အတွက်ကြောင့်လို့အဆက်မပြတ်မှုေးမယ်ဒီနေထားလေးရောက်ပြီဆိုတော့မီးလေးပိတ်ပြီးတော့စတိုင်လေးမှုေးထားပါမယ်လိုအပ်တဲ့ကြိုက်တဲ့အနေထားလေးရောက်ပြီးဆိုရင်စီလေးစစ်စကားလေးနဲ့ဒီကြက်သွန်လေးတွေကိုစစ်ထားလိုက်ပါမယ်ပြီးရင်ဒီစီကိုပြန်သုံးမယ်စီကတော့ short လိုက်တာပေါ့နော်ဒါကဇပလင်ရဲ့ဂျင်းရဲ့ထောင်းထားတာလေးကိုအရင်ဆုံးထည့်တာပါထည့်ပြီးသွားပြီဆိုရင်တိတိကျကျလေးမှွေပေးပါမယ်မီးလေးကတော့အတိုးလျှော့လို့ဖို့လိုတာပေါ့နော်မဟုတ်ရင်ဒီຢာတွေတူးသွားရင်လည်းအနမ်းကတူးနိုင်ထွက်သွားတတ်တယ်ပေါ့နော်အဲ့တော့ရွှေရောင်လေးတန်းလာတဲ့အထီကိုမှွေပေးပါမယ်နည်းနည်းခက်ဝါဝါလေးပေါ့ဖြစ်လာပြီဆိုတာနဲ့ချက်သွန်ပြူလေးထောင်းထားတာလေးကိုထည့်ပါမယ်ဒီချက်သွန်ပြူလေးနဲ့လည်းအဲ့တိုင်းမဲဆောင်းတာလေးမနည်းနည်းလေး6တဲ့အထီပေါ့နော်ဒီဇယ်တို့6သွားတဲ့အထီလေးမှွေပေးမယ်ပေါ့နော်ဒီမှာအတိကတော့စီကိုအများကြီးမသုံးတော့တွေ့လာရေးစီတွေအများကြီးပြန်ပြီးတော့ရှော့ထားတယ်ပေါ့နော်သူကစီတွေအများကြီးမသုံးဘောလည်းမွေးငါးတွေမှာကလေစီများရင်သူတို့ကစားမကောင်းသူတို့ကပြောမယ်ဆိုရင်တော့ငါးပြုတ်လို့သဘောမျိုးပဲစားကြတာပေါ့နော်ဒီစီကတော့ကိုယ်လည်းစီလေးနည်းနည်းကြိုက်တဲ့အတွက်ကြောင့်မလို့စီလေးကိုဟန်လေးပါတယ်ဆိုရင်လေးထည့်တာပေါ့နော်ပြီးတော့ရင်ကြက်သွန်လေးထည့်ပါမယ်ဒီကလေကြက်သွန်လေးတွေဟာလေဒီလိုအရာပေါ့နော်ပြီးရင်မြန်မာချက်သွန်နေတွေဥသေးလေးတွေလို့တော့လေမချို့တခါတလေကြာရင်ဟင်းရီကိုလဲကာလာလေးရလေဟိုနည်းနည်းလေးချိန်နေလို့ခံစားရတယ်ဒါတော့ငရွှေချက်ထားတာလေးပါဟေးစရာအမြဲတမ်းဒါမျိုးချက်ထားပြီးရောရေကက်တတာထဲမှာတင်ထားပါတယ်တုပ်စားစားထမင်းနဲ့တုံလားမုတ်ဖက်နဲ့တုံလားတုပ်ချင်တဲ့အချိန်တုပ်စားလို့ရအောင်ထည့်ထားတာပါအဲ့တော့ဟင်းရတော့ချိုးပေါ်တတ်ပါတယ်ဝင်လို့ပြီးပြီဆိုရင်ရေလေးထည့်ပါမယ်ဒီနေရာမှာရေထည့်မယ်ဆိုရင်တော့အကောင်းဆုံးကတော့ရေနွေးပွက်ပွက်ဆူထားတာလေးပေါ့နော်ဒီလိုရေနွေးဦးလေးနဲ့တည်ထားတာလေးကိုထည့်ရင်တော့ပိုကောင်းပါတယ်အဓိကတော့အကျက်မြန်နေပေါ့နော်အဆူလည်းမြန်နေပေါ့အကြိုင်းမဆောင်ပါဘူးပေါ့လာပြီးအုပ်ထားတာလေးပေါ့လာပြီးဆိုရင်တော့ဟေးဆဲကဘာလေးထည့်မလဲဆိုရင်ငပိအပေါ့ငန်အတွက်ကိုငပိထည့်မယ်ငပိစိမ့်စားကိုသုံးတယ်ပေါ့နော်ဒါလောက်နေထားပဲထည့်လိုက်တယ်အကယ်လို့ကိုကလေးကြိုက်ရင်တော့ထည့်ပါဒါကတော့ဟင်းခတ်မုတ်လေးပေါ့နော်ဟင်းခတ်မုတ်လေးကိုတော့နှစ်စွန်းတီတီဟေးစဲသုံးပြီးထည့်လိုက်ပါတယ်နောက်ဒီမွေးငါမှာအသက်ဖြစ်တာတော့ငရုတ်ကောင်းပါမပါမဖြစ်ငရုတ်ကောင်းလေးကိုဟေးစဲကတော့ကိုယ်တိုင်နဲ့ငရုတ်ကောင်းအရန်ကြိုက်တဲ့ကြောင့်တော့အများကြီးထည့်ချလိုက်ပါတယ်သူဟာလေပူပူဆက်နဲ့ပေါ့နော်အေးတဲ့အချိန်တွေမှာစားရတာပါမြည်ကြည့်လိုက်တော့ကိုချက်ကိုကောင်းပါပဲအမြဲတမ်းကိုပြီးသွားရင်တော့နောက်ဆုံးပိတ်မှာတော့ဒါလေးကပြုတ်ပြီးသားတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိစရာဒါနောက်ဆုံးမှထည့်တာပေါ့နော်ဆော်ရီကကြိုထည့်ထားမယ်ဆိုရင်လည်းရပါတယ်အစိမ်းနေဟိဆိုရင်ပြီးသွားရင်ဒါငါးလေးထည့်တာပါအကုန်လုံးရေခဲရိုက်တွေဖြစ်နေတဲ့အခါကျတော့ဟိစရာချိုအောင်ဆိုပြီးတော့တမင်တန်းငနက်လေးကိုထည့်တာပါငနက်ထည့်ထားတဲ့အတွက်ကြောင့်မို့လို့တအားကြီးတော့မှွေလို့မရဘူးပြီးတော့ချက်ဥလေးပါစားခြင်းလာလို့နှလုံးတော့ကိုပြုတ်ပြီးတော့အိုးချက်ဥလေးလှုပ်လိုက်ပါတယ်ရှင်ဖုံးလေးအောင်ပေါ့ပေါ့လေးဆူလာပြီဆိုရင်ဒီစဲတို့နည်းနည်းလေးအပေါ်အောက်လေးမှွေကြည့်မယ်အရင်တော့မှွေလို့မရဘူးငနက်တွေကြေကုန်မှဆိုလို့နေတော့လေးဆိုရပါပြီဒါကတော့ခောက်ဆွဲပြုံးမှာပါခောက်ဆွဲမုံမုတ်ဖတ် sorry
မုတ်ဖက်ပြုတ်မယ်ဒီအနေထားကိုလိုချင်တဲ့အနေထားပေါ့နော်ရပြီဆိုရင်မုတ်ဖက်တွေကိုရေအေးတွေနဲ့အထက်ထက်အခါခါဆေးချလိုက်မယ်ဒါဆိုမုတ်ဖက်တွေကစီစီထွထွေးမဟုတ်တော့ပေါ့နော်ဒါကတော့မုတ်ရပါပြီစားလို့စင်သစ်ဖြစ်ပါပြီမပါမဖြစ်ပဲကြော်လေးမကြီးချင်းစက်သွမြူစီချက်ပြီးတော့မုတ်ဖက်ပေါ့နော်ပြီးမော်လမြိုင်မွေးငါးတွေအားလုံးကလေနန်းပင်ပဲတီပူစီနဲ့ပဲပြီးမှအကုန်ထည့်စားပေါ့နော်ဟိစကတော့ဟိစဲမှာဝယ်လို့မရတဲ့အတွက်ကြောင့်မလို့လွယ်လွယ်ကူကူဝယ်လို့မရလို့နန်းပင်နဲ့ပဲတီပဲထည့်ထားပါတယ်ဒါတော့ဟိစဲစားဖို့အတွက်ပြင်တာပေါ့နော်ဟိစဲဘလောက်တောင်အဆက်ကြိုင်လဲဆိုရင်ငရုတ်သီးမှုတ်တောင်ထပ်ထည့်ပြီးတော့စားထားပါတယ်ဒါငနှက်လေးပါဒီတပင်နိုင်မွေးငါလေးဥမာနေမကောင်းတဲ့သူတွေနန်းထခါစားပေါ့နော်နောက်ပြီးကတွင်းပြတ်တဲ့သူတွေစားမယ်ဆိုရင်ပေါ့နော်ချက်ချင်းအဲ့လိုကတွင်းသွေးစားနိုင်တယ်ပေါ့နော်ချင်းချင်းငငယ်ဆက်ဆက်လေးပေါ့ဒါမော်လမြိုင်မှာဆိုရင်အနီပုံဒီတပင်နိုင်မွေးငါတော့နာမည်ကြီးပေါ့နော်ဟီစီကတော့ကိုနီကိုဟန်နဲ့ရှောက်ချက်ထားတာပါကျေးဇူးအများကြီးတင်ပါတယ်ရှင်